ကျေးဇူးပါဘီမီရေတဲ့ကောင်းလုံးဘာပြောရမှန်းတော့မသိတော့ဘူးတဲ့နံပါတ်2လေးသုံးနေတာတဲ့ဘီမီနဲ့မှပဲအပြင်ထွက်တိုင်းနဲ့ယုံကြည်မှုအပြည့်ရှိလာတယ်တဲ့ကျေးဇူးအများကြီးတင်တယ်မြန်မာနိုင်ငံမှာကျွတ်ပလဲမိတ်ကက်ရေဆိုပြီးတော့ပထမဦးဆုံးနာမည်ကြီးခဲ့တဲ့ထုတ်လုပ်ထားတဲ့ brand ကဒီ B.me ဘီမီပေါ့နော်သူ့ရဲ့logo လေးကလိပ်ပြပုံလေးပေါ့နော်အခုဒီဘက်နှစ်မှာတော့လိပ်ပြပုံလေးကိုနည်းနည်း upgrade လုပ်ထားတယ်ဒီမှာဆက်ကီးလေးတစ်ချောင်းစိုက်လိုက်တယ်ပေါ့နော်ဒါလေးကိုတော့တတိထားပေးပါညီတို့ဒီအတုအပထွက်လို့မရအောင်တလော့နဲ့တလော့ကိုမှတ်ထားပါတယ်ဘယ်တစ်စိတ်ဘယ်ပုံစံဒီဘယ်လော့မှာထွက်ထားတယ်ဆိုပြီးတော့ညီတို့ဒီအမှတ်အသားလေးလုပ်ထားပါတယ်အဲ့တော့ဒါလေးကနောက်လော့မှာဆိုလို့ရှိရင်တော့ဘူးပုံစံအစ်စ်ကလေးနဲ့ပေါ့နော်ဝင်လာမယ်ဘယ်လိုပုံစံလေးဖြစ်မလဲဆိုတော့ဒီလိုပုံစံလေးဖြစ်မယ်ပေါ့နော်အဓိကကတော့ဘာဖြစ်လို့ပုံစံလေးကိုပြောင်းလိုက်လဲဆိုလို့ရှိရင်တော့သုံးတဲ့ customer တို့ကွာတကယ် premium ဆန်30ကျင်တဲ့ packaging လှလှလေး30ကျင်တဲ့ပေါ့နော်အဲ့တော့ဒီပုံစံလေးသုံးထားတယ်ဈေးမတက်ဖဲနဲ့ဒီလိုမျိုး upgrade လုပ်ပေးထားဖြစ်ပါတယ်ဒီဘူးပုံစံအပြင်မှာအရန်လှတယ်ကင်လိုက်တာလုံးဝ premium ဆန်တယ်လို့မျိုးခံစားရတယ်ဒါလေးကိုလည်းကြိုပြီးတော့အတိပေးပြစေဒီဘူးပုံစံအစ်စ်ကလေးကတော့နီထင်တယ်3လပိုင်းလောက်ဝက်သို့မဟုတ်3လပိုင်းကုန်ခန်းဒီလောက်မှရောက်လိမ့်မယ်ကိုယ်စလဲတွေလက်ထဲမှာအယောင်းဆိုင်တွေလက်ထဲမှာကုန်တယ်တွေလက်ထဲမှာတော့ဒီဘူးပုံစံလေးကလက်ရှိနေမယ်ပေါ့နော်နောက်3လပိုင်း4လပိုင်းဆိုလို့ရှိရင်တော့ဘူးပုံစံအစ်စ်ကလေးနဲ့ပြောင်းလဲပြီးတော့ထွက်ပါမယ်ဒါကနမူနာပဲရှိသေးတယ်နမူနာ package ပဲရှိသေးတယ်လာမယ်နော်အဲ့တော့ကြိုပြီးသိပေးပါတယ်ဘီမီရဲ့ကျွတ်ပလဲမိတ်ကက်ကိုတခဲနဲ့အားပေးကြတဲ့ customer တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်တယ်ရောင်းချသူတဦးတယောက်တိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ဘယ်မှာဝယ်လို့ရနိုင်မလဲဆိုလို့ရှိရင်တော့မျိုးအလိုက်အလှကုန်ဆိုင်တွေမှာကျွတ်ပလဲမိတ်ကက်ရေဘီမီလိပ်ပြပေါ်အမှတ်တစိတ်လေးနဲ့ဆိုပြီးတော့မေးဝယ်လို့ရတယ်เนาะအမှားကျင်တယ်လို့ပဲမန်းခက်လိုက်ဘီမီရုံးချုပ်ကနေပြီးတော့ဆက်သွယ်ရမယ်ဖုန်းနံပါတ်ကိုချပေးလိုက်မယ်လူကြီးမင်းတို့ကနေပြီးတော့အိမ်အယောင်ငွေရှင်းစနစ်နဲ့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်ဘယ်သူနာကပဲဝယ် online ကနေမှာယူမယ်ဆိုလို့ရှိရင်တော့အိမ်အယောင်ငွေရှင်းစနစ်နဲ့ဆက်သွယ်မှာယူပေးပါလို့နေကပြောချင်ပါတယ်နောက်တစ်ခုကနီတို့ဘီမီတီ MNM brand လုံးဝမဟုတ်ပါဘူးလွတ်လပ်စွာစိုင်းနဲ့တက်တဲ့သူနာကနေပြီးတော့လက်လီလက်ကဝယ်ယူနိုင်ပါတယ်နေတို့ဘီမီမှာမန်ပါကြေးတွေပေးစရာမလိုပါဘူးလူတွေရှာစရာလူတွေဆွဲစရာမလိုပါဘူးเนาะတဘူးရောင်းရရင်တဘူးအမျက်ရမယ်10ဘူးရောင်းရရင်10ဘူးအမျက်ရမယ်စိုင်းနဲ့တက်တဲ့သူကိုရဖောက်တယ်ရှာပြီးတော့ရောင်းလို့ရပါတယ်เนาะအဲ့တော့ကျေးဇူးများကြီးတင်တယ်